င်မရာကဖုန်းပြောလို့ရတယ်ဆိုတာဟုတ်ပါမလားအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖုန်းပြောလို့ရတဲ့ကင်မရာလို့တောင်တင်ထားကြတဲ့ Xiaomi 70 Ultra ကို unboxing လုပ်ပြပေးသွားပါမယ်သူကဒီ Xiaomi 70 Ultra မှာကျွန်တော် unboxing လုပ်ပြပေးမှာက RAM 16 storage 512နဲ့black color လေးပေါ့နော်ဘူး design ကတော့သူကရိုးရိုးရှင်းရှင်းလေးပဲဒါပေမဲ့သူ့မှာ collab လုပ်ထားတဲ့ Leica ဆိုတဲ့ logo လေးတော့ပါမယ်အဲ့တော့ဘူးထဲမှာဘာတွေပါမလဲဆိုတာကျွန်တော်တို့ဖွင့်ကြည့်လိုက်အောင်ပထမဦးဆုံးသူကဘူးထဲမှာကျွန်တော်တို့ဗာလေးပါမလဲပေါ့နော်ဒီကောင်လေးကတော့100 watt fast charging လေးပါမယ်ဒါလေးကတော့ cable လေးပေါ့ cable လေးလည်းပါမယ်SIM injector လေးလည်းပါအောင်မယ်ဒီကောင်လေးကတော့သူ့အတွက်ပါလာတဲ့ကာပါသူကတော့ plastic ပေါ့နော် plastic ဖြစ်တဲ့အခါကျတော့တက်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ကfit ဖြစ်နေလိမ့်မယ်သူကဒီကောင်လေးကတော့70 Ultra phone လေးပေါ့ဒီကောင်ကကြတော့ကျွန်တော်တို့ဒါရိုးရိုးmodel ဖြစ်တဲ့အခါကျတော့ကင်မရာ ring ကတော့သူကလှည့်လို့မရဘူးပေါ့နော်ဒီ Leica edition မှာပဲလှည့်လို့ရတာပေါ့နောက်တစ်ခုကဒီကောင်က base frame တွေက aluminum နဲ့လုပ်ပေးထားတာဖြစ်တဲ့အခါကျတော့ဒီအတွက်ကြောင့်ပေါ့နော်သူက weight ကတော်တော်လေးပေါ့သွားတယ်ကင်မရာကလည်းတော်တော်ကြီးကိုကြီးတယ်ရှေ့နောက်ကသူက balance ဖြစ်နေတယ်နောက်တစ်ခုကသူ့ရဲ့ volume key လေးတွေ volume key တွေမှာဆိုလို့ရှိရင်အခုနောက်ပိုင်းကျွန်တော်တို့ဖုန်းတွေမှာတွေ့နေမြင်နေကြဖြစ်တဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့အရင်တုန်းကဒီ iPhone 4 5S တွေမှာသုံးခဲ့တဲ့ design လေးတွေကိုသူကပြန်သုံးပေးထားတာဖြစ်တဲ့အခါကျတော့ကျွန်တော်အတွက်ဆိုလို့ရှိရင်ဒီကောင်လေးကတော်တော်လေးကိုမှအပြောင်းလဲဖြစ်ပြီးတော့စိတ်ကျေနပ်မှုရတယ်ပေါ့နော်သူက Xiaomi 70 Ultra ဖြစ်တဲ့အခါကျတော့ Ultra Man သိရအောင်လို့လဲကင်မရာရဲ့ဒီဘက်တောင်လေးမှာသူက Ultra ဆိုတဲ့ logo လေးလဲသူကထည့်ထားပေးသေးတယ်ဒီကောင်ကသူ့ရဲ့နောက်ကျောက plastic ပဲသုံးထားပေးတာဖြစ်တဲ့အခါကျတော့လက်ရထင်မာတွေတော့ကျွန်တော်တို့ပူစရာမလို glass တွေလိုမျိုးပေါ့နော်သူ့ရဲ့ body ချိုးထားတဲ့ပုံစံမှာဆိုလို့ရှိရင်လေဒီဘေးတောင်လေးတွေကလေးတောင်ဆန်ဆန်မဟုတ်ဘဲနဲ့အစင်ပြပြနဲ့ပေါ့နော်ချိုးထားပေးတာဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ YouTube ကြည့် TikTok ကြည့်ပဲဖြစ်ဖြစ် game ဆော့တဲ့အခါမှာဖြစ်ဖြစ်ကျွန်တော်လက်နာမာတွေ game အကြာကြီးမဆော့နိုင်ပါတွေသူပူစရာမလိုဘဲနဲ့တော်တော်လေးကိုအဆင်ပြေတာကိုလည်းတွေ့ရတယ်သူ့မှာ original ပါလာတဲ့ကာဘာလေးကိုကျွန်တော်တို့တက်ကြည့်လိုက်မယ်ပြီးရင်ဘယ်လိုခံစားရလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ်ကာဘာကတော့သူကကော်ပေါ့နော်ဒီကောင်ကဆီလီကွန်တော့မဟုတ်ဘူးသူပါလာတဲ့ကာဘာလေးอ่ะအဲ့တော့တက်ထားလိုက်တော့မခံစားရဘူးပေါ့ပေါ့လေးနဲ့ပါလေးပေါ့နော်လက်လက်လေးပေါ့ဒါလေးကတော့ Xiaomi 70 Ultra ရဲ့ကျွန်တော်တို့ unboxing လေးနဲ့ first impression လေးပဲဖြစ်ပါတယ်လာမယ့်ဗီဒီယိုမှာတော့ကျွန်တော် full review လေးနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်